မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်ချိန်ည7:15မှာဂါလာဆက်လွီးနဲ့လီဗာပူးတို့ရှင်ပြိုင်ကစားကြမှာပါလီဗာပူးရဲ့အဝေးကွင်းနောက်ဆုံး9ပွဲမှာ3ပွဲနိုင်နဲ့2ပွဲရှုံးထားပြီးဂါလာဆာရွေးရဲ့အိမ်ကွင်းနောက်ဆုံး9ပွဲမှာ9ပွဲစလုံးကိုနိုင်ထားပါတယ်ဒီတဲ့တင်ရဲ့ထိတိုက်တွေ့ဆုံမှုနောက်ဆုံး9ပွဲမှာဂါလာဆာရွေးက2ကြိမ်နိုင်နဲ့2ကြိမ်တည်ကြတာပြီးလီဗာပူးက2ကြိမ်နိုင်ပါတယ်ဂလာဆိုရီယာလီဖီတုံကလီဗာပူးကိုအိမ်ကွင်းမှာပဲအနိုင်ကစားတာပြီးအိမ်ကွင်းကိုတရားလည်းရှိပါတယ်။ဟာရာဆာရွေးရဲ့ဥရောပအိမ်ကွင်းနောက်ဆုံး73ပွဲမှာ10ပွဲဟာ3ဂိုးနဲ့အထက်သွင်းထားပါတယ်။ဒီပွဲမှာလည်းလီဗာပူးရဲ့အဓိကကိုသက်မှာအဲ့ဒါစဉ်မပေါဝင်နိုင်လို့ပုံမှန်တက်ကိုခံစီအားလဲနိုင်ပါတယ်။ဂါလာဆာရွေးရဲ့ခံစစ်ကလည်းကိုပေးရတက်ပြီးနောက်ဆုံး10ပွဲမှာ9ပွဲကကိုပေးထားရပါတယ်။ကိုပေါင်းစည်းရလည်း3-3-3-3-5ဖွင့်လှစ်ထားမှုနဲ့သူနှစ်ဖက်သွင်းကိုရှိတာနိုင်ကြောင်းကိုပေါင်းအပေါ်ကိုပဲကြိုက်ပါတယ်။